ဒီတွဲမှာတော့ရှိပြီဆိုတဲ့စကားနဲ့ညီပြည်သူလူထုတရားလုံးပူပေါင်းဆောင်ရွက်ပြီး PDF ပေါင်းမဲ့ဖွဲ့စည်းမျိုးမျိုး မန္တလေးတိုင်းတွင်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF 900ကျော်အလင်းဝင်ရောက်လာတဲ့အတွက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာဘခမှကြိုးစိုးပွဲပြုလုပ်ပေးခဲ့တယ်လို့စစ်ကောင်မရှင်ကသတင်းထုတ်ပြန်ဝါဒဖြန့်လာပြီးမဲ့အဲ့ဒီလူငယ်အများစုဟာစစ်ကြောင်းထိုးစဉ်ဖမ်းဆီးခံရသူတွေနဲ့ပေါ်တာဆွဲခံရသူတွေသာဖြစ်တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကဆိုပါတယ်အလဲပိုင်းတိုင်းတွင်ရှိ PDF တန်တက် TNL နဲ့ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင်စုစုပေါင်း906ဦးလက်နက်100လောက်နဲ့ခဲယမ်း6000ကျော်နဲ့အတူအလင်းဝင်ရောက်လာပြီး၎င်းတို့ကိုမန္တလေးတိုင်းဝန်ကြီးချုပ်နဲ့စစ်ဌာနချုပ်တာဝန်ရှိသူတွေကလက်ခံကြိုးစိုးပွဲပြုလုပ်ပေးခဲ့တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလိုလင်းဝင်ရောက်လာတယ်လို့ဆိုသူတွေမှာစကိုင်းနဲ့မန္တလေးတိုင်းတွင်ရှိရွာစင်လှက်စစ်ကြောင်းထိုးစဉ်ဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူငယ်အများစုပါဝင်နေတယ်လို့သိရပါတယ်။ PDF တွေမပါဘူးမဟုတ်ဘူးပါတယ်။စေကနန်းလောက်ဆိုရင်ဟုတ်တယ်။အခုကရွာစင်လက်ဖမ်းခေါ်သွားတဲ့သူတွေရွာတွေကလူငယ်အကုန်စီးအောင်ပြီးခေါ်သွားတဲ့သူတွေတက်ဝါရဖြန့်တာစစ်သားတွေပါထည့်ထားခိုင်းထားတယ်လို့သိရတယ်။အဲ့မှာပါတဲ့ကလေးတွေကိုကြည့်ရတာစစ်ပုံကြနေတာကိုတွေ့ရတယ်လို့စကိုင်းတိုင်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတူက AR Times ကိုပြောပါတယ်။စစ်ကောင်မရှင်ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေတိုက်ပွဲတွင်ဖမ်းဆီးခံရတဲ့ PDF အချို့စခန်းကနေထွက်ပြေးသွားသူတွေပါဝင်စစ်တပ်နဲ့ပူးပေါင်းသွားသူအနေငယ်ကိုစုပေါင်းပြီးလက်နက်ချလင်းဝင်လာသူများအဖြစ်ပုံဖော်လိမ်လည်နေခြင်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကထောက်ပြထားပါတယ်။စစ်တပ်နဲ့နှိစက်သူတွေပါဝင်စစ်တပ်ထောက်ခံမီဒီယာတွေကတော့အခုလင်းဝင်ရောက်လာသူတွေဟာတပိတ်ချင်းမိုးကုတ်နဲ့တကောင်းတိုက်ပွဲတွေအတွင်းကပူးပေါင်းလာသူတွေဖြစ်တယ်လို့ဝါရဖြန့်ရေးသားထားပါတယ်ရှင်။ဒီနေ့ဘယ်ပိုင်းနဲ့စစ်ဌာနချုပ်မချစ်ပါလေ PDF ပေါင်းဝင်ဖွဲ့စည်းမျိုးမျိုးအမိခံပြီးတော့လက်နက်ကန်ဆန့်ကျင်ရရှိတဲ့အကြမ်းဖက်အုပ်စုများပေါင်းဝင်